အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေကိုမေးခွန်းလေးတစ်ခုမေးကြည့်ကြပါလေဒီမေးခွန်းလေးကကျွန်တော်သင်တန်းတွေတက်ရင်းနဲ့ဆရာတယောက်ကမေးတဲ့မေးခွန်းလေးဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းလေးကိုဖြည့်ကြည့်အောင်ပါအဲ့ဒါဘာလဲဆိုတော့ကိုသာကိုလိုလူကိုပြန်ရမယ်ဆိုရင်ကိုပြန်လိုချင်လားတဲ့ဒီမေးခွန်းလေးကတကယ်ကိုမှလေးနဲ့တဲ့မေးခွန်းလေးဖြစ်ပါတယ်ဒီဟာကဘာကိုအဓိကပြောချင်တာလဲဆိုတော့ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အပြုအမူတွေလက်ရှိပြောနေတဲ့အပြောအဆိုတွေလက်ရှိလှုပ်ဆောင်နေတဲ့အရာတွေအဲ့ဒီအရာတွေကိုအခြားလူကလုပ်နေတယ်ဆိုရင်အဲ့ဒီလိုလူတွေနဲ့ကိုကရောပေါင်းကျင်လားကိုကအဲ့ဒီလူတွေကိုရကျင်လားအကယ်၍အဲ့ဒီအရာတွေကိုအဲ့ဒီလိုလုပ်နေတဲ့အရာတွေကိုမကြိုက်ဘူးမလိုချင်ဘူးဆိုရင်ကိုယ်တိုင်ကဒီနေ့ကစပြီးပြောင်းဖို့လိုပါတယ်အဲ့တော့မေးခွန်းလေးကိုပြန်မေးပါမယ်ကိုကသာဆိုရင်ကိုလိုလူကိုပြန်လိုချင်လားတဲ့ဒီမေးခွန်းလေးကိုတိတ်တိတ်ချာချာလေးလေးနက်နက်ကိုပြန်မေးကြည့်ပါအဲ့ဒီထဲကမှမိတ်ဆွေအတွက်အတွေးတစ်ခုအဖြေတစ်ခုရပါလိမ့်မယ်ဒီဗီဒီယိုလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေဘိုင်ဘိုင်